Oh, okay. What's travel danger by the way? Ireland? I don't really know. Probably surviving water attacks and eating Mongolian as much as possible. Oh, let's go. Yeah, right? What about you then? I think I will just go travel. Oh, that camera, right? Oh, Minglava. Yeah, same way. မင်္ဂလာပါတာနဲ့တမီး Okay. ကဲကျောင်းပိတ်ပြီးဆိုတော့သားတို့တမီးတို့ကကြံဟော်လီဒေးမှာဘာလုပ်ဖို့စီစဉ်ထားကြလဲ ချက်မွေသမီးတို့ကတကြမ်းဆိုတာရေဘက်ဖို့ပဲတည်တာဒီရှယ်ရဲ့ တာပေါ့ ပြီးတော့တမီးကခုမှ16နှစ်ပဲရှိသေးတယ်ဒီအဲ့တော့တကြံကိုတိတိကျကျမသိသေးပါဘူး ဟာဖို့တမီးရဲ့ ချင်းမွေတားတို့ကကြံရှင်းနေကြတော့တော်တော်လေးနားထောင်ကြတယ်ဒါပေမဲ့ကြံနဲ့ပတ်သက်တာဆိုတော့လည်းတိတ်မသိတရားဘူးအဲ့ဒါကြံနဲ့ပတ်သက်တာလေးနည်းနည်းတော့ပြောပြလို့ရမှာ ဒါကြံတချင်းနေကြိုက်တယ်ဆိုတော့ဒီချက်ပြောပြမယ်ကြံတချင်းနေအများကြီးအောင်မြင်ခဲ့တယ်ဒီချက်တို့ခစ်တုံးကကြတော့ရှားပုံတော်မင်းသားကြီးဆိုတဲ့တချင်းရှိခဲ့ဘူးလေဒါပေမဲ့ရှားပုံတော်မင်းသားကြီးကကြံမင်းသမီးလေးကိုရှားနေတာအခုထိမတွေ့သေးဘူးကွရှားပုံတော်မင်းသားကြီးကကြံမင်းသမီးလေးကိုတကယ်ပဲရှာလို့လားဒါမှမဟုတ်ပုံနေလို့တကယ်ပဲပုံနေတယ်ဆိုရင်တော့ဒီနှစ်တကြံမှာသမီးတို့ပုံမနေနဲ့ထွက်ခဲလို့ ခြေရောက်တိုင်းမှာလာခဲ့ဖို့ရပေးထားခဲ့တဲ့ဒီလေးစာကြိုနေလဲပေါ်မလားပဲစီမသူပဲစီမကြနေလဲပေါ်မလားပဲစီမသူပဲစီမကြက်နေမှာမလားတော့တက်နေမှာရှားတော့မှာပုံနေနဲ့ထွက်ခဲ့ပုံနေနဲ့ထွက်ခဲ့ရှားပုံတော့မင်းသားကြီးကိုရှာရတော့မှာပေါ့ရှားပုံတော့မင်းမီလေးကိုကပြင်နေပေါ့ပုံနေနဲ့ထွက်လာခဲ့တော့ပုံနေနဲ့ထွက်ခဲ့ဒီကြက်ကြက်တွေ့ရရဖို့မျောလင်းမိတာပေါ့ရှားပုံတော့မင်းသားကြီးရဲ့ရှောင်းပုံကိုနေတော့မတရားရေးနဲ့ပြောခဲ့တာဒီပြောလေးတွေကူးဆက်ကြကဒီနေ့ကြားတဲ့ကြံတွင်းမှာဒီနေ့ကြားတော့ပေါ်မလားဘယ်စီမသူပဲစီမမျောလင်းမိတဲ့ဝေနာဘယ်စီမသူပဲစီမသူလာပါတော့မျောနေရသူရမှာမောလာပုံနေနဲ့ထွက်ခဲ့ပုံနေနဲ့ထွက်ခဲ့